ဒီခါကျတော့2 dimensional array ဖြစ်သွားတယ်ပေါ့နော် array တစ်ခုရှိရင်ဆရာမှာ100 row 50 column ရှိတယ်အဲ့ဒါကို number တွေအတွက်တကယ်ပြန်ပြန်လိုက်ခဲ့တယ်7နဲ့12ကျတော့ဆရာကျတော့အဲ့ဆရာ run လိုက်ရင်ဆရာရဲ့ x 2D နော်ဆရာ x 2D 2 dimension ဒါက first row first column အဲ့မှာ column တစ်ခုရှိလို့50ရှိရ row တစ်ခုရှိတယ်100ရှိတယ်အဲ့တော့100 row 50 column ရှိတယ်2 dimensional array ကိုဆောက်လိုက်တယ်ဆောက်လိုက်အဲ့ 2D array ကို maximum ယူကြတော့ဆရာတို့ကဒီမှာဝင်ယူထည့်ပြီးလို့ရတယ်အဲ့မင်းတို့သိပြီးသား Python မှာ exist 0လို့ပဲလေဒီ data ရှိ exist 0ခုလည်းတော့ column ချင်းစီပေါ့ဘာလို့ဆို50ရဘောလုံး column လိုက်လို့အဲ့ဆိုဒီမှာ column တစ်တိုင်းမှာအမြင့်ဆုံးတန်ဖိုးဒီလောက်ပဲ17အဲ့လိုပဲဒီဘက်က row direction စစ်ချင် data ရှိစစ်ချင် column direction စစ်ချင် row ချင်းစစ်ချင် exist ကို1ပေးလိုက်အဲ့ဆိုဒီမှာလည်းအမြင့်ဆုံးက17ဆိုတော့သူ row wise basis column wise basis ဒီ exist 0ဆိုဒီကောင်တစ်ခုထဲမှာအကြီးဆုံးကြီး17 axis 1 ပေးဘုကမှာလည်းအကုန်လုံးက17ပဲနော်အဲ့ဒီဆရာတို့ရဲ့ 2D ဖြစ်ခဲ့ရင်အဲ့လိုစစ်လို့ရတာဒါပြီး minimal နဲ့ထုံးနေကောင်းမှထုံးတယ်နော် axis 0 axis 1 7ဒါပြီးဒါဒီထားနော်ဟိုဘက်မှာစစ်တဲ့အချိန်မှာ row က100ရှိရယ်ဆရာ100ရအောင်တရိုးချင်းစီရယ်အကြီးဆုံးဘာလဲတရိုးချင်းစီရယ်ငယ်ဆုံးခုရ100ရတယ်ဒါပြီးရောဆရာကဒါပြီးတော့ဆရာတို့ဒါကိုရပြီဆိုတော့ထပ်ဟောကြည့်ကြည့်ဒီခါကျတော့တကယ် realistic ဖြစ်တဲ့ sample တစ်ခုလောက်ကိုဆရာတို့ကြည့်ကြည့်ဒီမှာလဲဆရာ8 to 12ပေါ့ရှင်းတဲ့စနစ်နဲ့ကြာ100 row 24 column ဆရာတို့လိုက်အဲဆိုမှဆိုတော့ဆရာ24နာရီတော့ထုတ်လုပ်တဲ့စက်ရုံတစ်ခုဆရာကရှိရဆိုတော့ဆရာစက်ရုံရဲ့ထုတ်လုပ်မှု quality စစ်ချင်အဲ့မှာဆရာစက်ရုံကမလုပ်လို့ဆိုလို့တန်ကြတောင်းနေကိုrobot တွေကဖြတ်ပေးတဲ့စက်ရုံဆိုတော့အဲတန်ကြောင်းဖြတ်လိုက်လိုက်ရင်တစ်ချောင်းနော်တစ်ချောင်းအလုပ်ထွက်လာပြီးတန်ကြောင်းတွေရဲ့ length ကိုဆရာကဒီမှာတော့10အတွင်းမှာ control လုပ်ချင်တော့ကောက်လို့ရတယ်ဒါပေမဲ့ကိုကလုပ်ချင်ပေမဲ့10အတွင်းရကြမှာရနော်ဒါနမူနာပြောရနော်အဲ့ဒါမှဆရာနမူနာပြောမှာအသေးဆုံးတွေရှင်းတယ်အကြီးဆုံးတွေစနစ် simulate လုပ်လိုက်တာတကယ်လက်တွေ့မှာကျတော့ data တိုင်းရအောင်အဲ robot တွေထွက်လာအောင်တိုင်းရအောင်အဲ့တော့မှဆရာ robot ကတစ်နေ့ကိုအများကြီးတွေ့တယ်ဆိုတော့လိုက်2 million တန်ကြောင်းပေါင်း2တန်းတွေ့တယ်ဆိုတော့ you can have some time robot တော့ဖြစ်နိုင်တယ်ရနော်တစ်နေ့ကိုတန်ကြောင်းတွေရော maybe 2 million too much 20,000တစ်နေ့ကိုတန်ကြောင်းပေါင်း2000ထုတ်ပြီးဆက်24နာရီအပြည့်ပဲပြရမလားဒါပေမဲ့အဲ့2000လုံးစီကစစ်နိုင်ဘာစစ်ကြည့်ဘာလို့မင်းကစစ်ချင်တိုင်းပဲ engineer တွေဒါမှမဟုတ် automation တိုင်းပဲဆိုတော့တိုင်းပဲစစ်တယ်တိုင်းဝင်ရတော့ပြန်ပြီးတော့ခံရတယ်အဲ့ဒါဆိုမင်းဘာလို့မှလဲဆိုတော့တနာရီမှာအချောင်း100ပဲစစ်မယ်အဲ့ဒါဆရာတန်ကြောင်းအဲ့ဒါ engineer quality control QC engineer တာအဲ့ QC engineer ဒီတနာရီတစ်ခါတော့တိုင်းရအောင်ရနော်အဲ့ဒါဘာလို့လဲဆိုတော့ပထမနဲ့0နာရီ0ကနေpoint ပထမတနာရီတိုင်းမယ်နှစ်ချောင်းရအောင်လားအဲ့ပထမတနာရီမှာပဲအချောင်းပေါင်း100တိုင်းခဲ့အဲ့ဒါဆိုဘိုးထဲမှာစုစုပေါင်း100ရှိမှာအဲ့ပြီးတော့နောက်တနာရီတိုင်းဒီကမနော် production process တွေ random ဖြစ်တဲ့အတွက်နောက်တနာရီ even ပထမတနာရီတွေမှာပဲတစ်ချောင်းနဲ့တစ်ချောင်းတူညီမှာတူဒါဒုတိယတနာရီတွေမှာတစ်ချောင်းနဲ့တစ်ချောင်းတူဒါမှဆရာ24နာရီကောက်တယ်အဲ့ဆရာသူတစ်နေ့ပြီးရချင်းမှာသူ့မှာ array block ရမယ်ဆိုရင်100 row တနာရီတန်ကြောင်း100ကောက်တာဒီနေ့ကိုတနာရီချင်းကောက်တယ်24နာရီစာရှိတယ်အဲ့ဒါသူ့ရဲ့ array 124 column ရှိတယ်အဲ့ကောင်ကဆရာက statistics စစ်ကြည့်တယ်ဆရာဘာလို့လဲ it's very simple 2D array အဲ့ဒါလိုက်ပြီးတော့စစ်လိုက်အဲ့ဆရာမီးပဲလို့ရင်မီးအဲ့တော့မှဆရာဟောတနာရီလိုက် sorry ဟုတ်တယ်တနာရီလိုက်မီးပဲလို့စစ်ချင်တာအဲ့ဒါပထမတနာရီမီးပဲလို့ဆိုတာပေါ့ဒီမှာဒုတိယတနာရီမီးပဲလို့ဒါဆိုရင်စောစောကုတ်ရဆို axis 0အဲ့ဒါနာမည်တော့မီးပေါ့ axis 0 variance တည်ချင်တယ် axis 0 standard deviation လို့တယ်မယ် axis 0ဒီဘက်ပဲဒါနော်အဲ့တော့
ဆိုရင်ဆရာတို့အဲ့ဒါတွေကို run ကြည့်လိုက်ရင်ဒီမှာကြည့်အောင်ပါရလဲဆိုဒီမှာပထမဘလို့ရှိပြဒီမှာဆိုလို့ရှိရင်ဒါသူရဲ့တကယ်ထွက်လာတဲ့ပေါက်ပေါ်တဲ့ဦးလေးအဲ့မှာဒီမှာကြည့်လိုက်ရင်ပထမတစ်နာရီမှာတန်ချောင်းတွေရဲ့ပြီးလို့ 9.6 ဒုတိယနေရာမှာအကြောင်းကြောင့် 9.45 ဖြစ်သွားအဲ့ဒါဆရာကquality control process ကဘာသိလဲဆိုဒုတိယတစ်နာရီမှာတန်ချောင်းတွေ site သေးသွားတယ်နောက်တစ်နာရီမှာတလေးသွားနောက်တစ်နာရီပြန်တက်လာတယ်အဲ့လို random ဖြစ်တယ်နောက်တစ်နာရီ772နောက်တစ်နာရီ62and so on and so forth အဲ့တိုင်းပြန်လာရှိ24နာရီရှိတယ်အဲ့ဆရာကဈေးကွက်ရောင်းတာ10 plus or minus like 0.5 ရောင်းရတယ်ဆိုတော့ maybe 0.75 ရောင်းရတယ်ဆိုတော့အဲ့ဆိုတိတ်ပဲပြောချင်တာလေမင်းတန်ချောင်းဒီအကြီးဆုံးဒီ 10.75 ပဲအငယ်ဆုံးဒီဘယ်လောက်ပြရမလဲ9.25 အဲ့ဂျားရဲပဲဈေးကွက်ကဝယ်မယ်ဆိုတော့အဲ့ရပြင်ပကိုရောက်တော့အဲ့တန်ချောင်းကိုပြရမယ်ဒါဆရာတော့သိချင်တယ်ပထမဆုံးမင်းပေးလို့စလိုက်တော့ဆိုဟုတ်လို့အကုန်လုံးဒီ 10.75 နဲ့ 9.25 ကျော်မှရှိရတဲ့အတွက် quality control process ကကောင်းတယ်စက်တွေကမဆိုးတကယ်လို့မကောင်းဒီအပြင်ကိုရောက်နေတေချာပါအဲ့စက်တွေကတခုခုချွတ်ယွန်းနေတော့ဒါမှမဟုတ်လူပိုင်းလူတွေကအလုပ်လုပ်တာကိုတခုခုစနစ်မကျဘူးဒါနော်အဲ့ဒါကိုဆရာတို့ကအဲ့ production line ယူသွားကြည့်စရာမလိုဘူးဆရာဒီနံပါတ်ကိုကြည့်လိုက်တာလည်းဆရာသိတယ်အဲ့ဒါ quality control ဆိုတာဒီနံပါတ်ကိုကြည့်လိုက်တာလည်းဘာဖြစ်နေလဲဆိုတော့အဲ့ process ကိုဆရာသိဘယ်နာဖြစ်နေလဲအဲ့ဒါကမှဒီမှာနာရီလိုက်လုပ်တာကိုကောင်းတယ်ဘာလို့ဘယ်နာရီမှာဖြစ်တာလဲအဲ့နာရီအတွက် shift operator ဘာတူလဲအဲ့စက်ကိုကိုင်းတယ်အဲ့ shift operator စက်ကိုင်းတော့မှားလို့အဲ့ဒါကိုဆရာ trace ပဲလုပ်တာဒါအဲ့ဒါပြီး standard deviation ရှင်းမှတူဟောပြမြရတာဆိုလို့ရှိရင်မိမဲလို့ရတာဆိုမိမဲလို့နဲ့ဘလောက်ဝေးတယ်လဲကိုကြည့်ရအဲ့တော့ standard deviation များလေမကောင်းလေပဲတကယ်အဲ့ဒါဒီမှာဆိုရင်ဒီ process မှာ standard deviation အတိုင်းမကွာကြအောင်တယ်ဘာလို့အမြင့်ဆုံးလုံးမှာ 1.366 အရင်ဆုံးတော့ 1.2051 ဒီစက်အဲ့ဒါနေဆုံးဒီ 1.17 ဒါအဲ့တော့ဒီအဲ့ဆိုဒီမှာကြည့်လိုက်လို့ရှိရင်ဒီလူက 9.34 ရတဲ့လူတွေသူ့ရဲ့မင်းမဲလို့ကနေနေဒါပေမဲ့သူကပြက်နှက်မှုအများကြီးမဖြစ်အောင်သူထိန်းထားနိုင်တယ်လို့တွေ့ရတယ်သူလည်းတော့သူ့ရဲ့ပြက်နှက်မှုကအနည်းဆုံးအဲဆိုရင်တကယ်လို့အဲ့နာရီမှာဖြစ်နေတဲ့ဆရာအဲဆို trace ပြန်နေလို့ရတယ်အဲ့နာရီမှာစက်ကိုတူကိုင်းတာကောင်းလို့ဆိုတော့ဒါကောင်းတယ်လို့ယူဆတယ်ဘာလို့လဲ standard deviation နဲ့တော့ကောင်းလို့ဖြစ်နိုင်တယ် site တွေကကြီးလိုက်သေးလိုက်မဟုတ်ဘူးအဲ့နာမှာထိန်းထားနိုင်တယ်အဲ့လူကိုကြည့်ပြီးတော့အဲ့လူကြောင်လားဆက်ကြောင်လားဆရာတော့ confirm လုပ်လို့ရတယ်အဲ့ဒါနောက်နေအဲ့လူလာပြီးတော့ operate လုပ်တဲ့အချိန်မှာသူလုပ်တဲ့နာရီကိုပြန်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒါပြန်ဖြစ်နေသေးတယ်အဲ့လူကတကယ်ကောင်းတယ်အဲ့ဒါသူ promotion ပေးရမယ်bonus ပေးရမယ် something like that quality control တွေအဲ့လိုအဲ့ဒါရဲ့ပြောင်းပြန်ရတယ်ဒီမှာပြတ်နှက်မှုများတဲ့ကောင်ဒီဘာကြောင့်များနေလဲအကြောင်းရင်းရှိအောင်သူလုံးမလို့လားသူကိုင်းတဲ့ဆက်က maintenance လို့လားတိတ်မကောင်းဘူးလား something like that အဲ့လို statistical information တွေကိုကြည့်ချင်အဖြစ်ပြစရာတော့ management တွေအဲ့ line မှာဘာဖြစ်နေလဲဆိုတော့တန်တီး engineering နဲ့တွဲလိုက်ရင်တော့မကောင်းလားအဲ့ဒါဆရာတို့ကဒါကိုကြွမိတာ operation line ကြွမိတာ business rule လုပ်တယ် business ကဘယ်နှခုနဲ့မှစလုပ်တာဘယ်သူကလည်းနဲ့ခိုးတယ်ဘယ်သူကမှမလုပ်တယ်အဲ့ဒါနဲ့ပါဆရာ web လုပ်တယ်တွေ့ရတယ် of course ဒီကိစ္စတော့အဲ့ဒါတွေ machine learning AI နဲ့auto လုပ်တယ်auto လုပ်ပြီး production line ကိုဆရာကွန်ပျူတာတွေထိုက်ကြည့်နေတယ်ဘာမှတစ်စက်ကုတ်ရေးထားပြီးတခါရဟောပြပြီးသားနော်ဟောပေါ့အမြတ်မော် line ကောင်းတယ်မြင်နေရတယ် CCTV မှာလည်းသူတို့လည်းမြင်ရတယ်သူ့ရဲ့ထွက်လာတဲ့ number တွေဒီဘက်ကလည်းကုန်ပြနေလို့ရတယ်ပုံထိုင်ကြည့်နေလို့ရတယ် of course အဲ့ဒါကို web ပေါ်တင်ထားရင်ထုတ်လုပ်မှုကမန္တလေးမှာဆိုပေမဲ့ကြည့်ရဥစားကားတွေနဲ့ကြည့်လို့ရတယ် something like that so there is nowadays game changing internet plus AI တွေ game အများကြီး change ပါနော် all right so I think nothing much ဘာလို့တူတယ်ဆိုတော့ဆရာဒီမှာပဲရပ်မယ်ဒါပေမဲ့မင်းတို့ကဒီ code အစီအစဉ်ကိုမင်းတို့ကပြောင်းသွားပြီဖြစ်တယ် sorry ပါဆရာထပ်ပြောင်းလိုက်တော့ထပ်ပေးမယ်ဒီနောက်ဆုံးပြောင်းတာနဲ့ override လုပ်လိုက်နော်အဲ့တော့တစ်ခုပဲမှတ်ထားမှာ statistical analysis တွေအဲ့ထက်ပိုပြီးတော့မြင်ရတယ်အများကြီးလုပ်လို့ရတယ်ဒါအကြံဉာဏ် basics ဆိုပဲ basics လေးပဲနောက် data visualization plot တဲ့အချိန်မှာလည်းဆရာဒါပြန်လာမှာနော်အဲ့စာရောတစ်ချက်ကြည့်အဲ့ဒီချက်ဆရာတော့ဒါကိုအများကြီးမပြောတော့
ဆိုတော့ G1 G2 G3 ဆိုပါလဲအဲ့ဒီ date တွေကိုဟိုပြန်ကြည့်ပြီးတော့နားလည်အောင်လုပ်တာဥပမာရအောင်ဆရာတို့ပြန်လာအောင်ပြောရဆရာဆောက်variable program လဲဆိုပြီးတော့ variable ဒီဒါထွက်တဲ့ variable အောက်ကောင်က